မိညှိထားတဲ့ပြောက်အိုးတစ်လုံးကိုတန်စီပိုင်းနဲ့ပစ်ထည့်လိုက်ရင်ပောက်ကွဲမှုကြောင့်အဖုံးကအပေါ်ကိုပွင့်တက်သွားပါလိမ့်မယ်။အဲ့ဒီစီပိုင်းကိုပြောင်းပြန်လှန်ပြီးအဖုံးကိုလက်တယ်နဲ့ခရမ်းရှက်ရိုးနဲ့ချိတ်ဆက်လိုက်ရင်ပစ်စတင်တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ပိတ်ထားတဲ့စီပိုင်းတွေကိုပြောက်အိုးတွေထည့်ဖို့မလွယ်တာကြောင့်အပေါက်လေးတစ်ခုဖောက်ပြီးအတွင်းထဲကိုချပစ်လိုက်ပါတယ်။ပောက်ကွဲမှုကြောင့်ပစ်စတင်ကအောက်ကိုနှိမ်ဆင်းသွားပေမဲ့အပေါ်ကိုပြန်တက်ဖို့လိုနေပါသေးတယ်။ဒါကိုဖြည့်ရှင်းလိုက်ပါတယ်ခရမ်းရှက်မှာပန်းကာဘီတစ်ခုကိုတက်ဆင်လိုက်ပြီးအဟုန်ကိုအသုံးပြုကဝင်းကိုဆက်လက်လေပတ်စေပြီးပိရှတင်ကိုအပေါ်ပြန်နှုံးတင်ပေးပါတယ်ဒါပေမဲ့တခါပေါက်ကွဲတိုင်းပြောက်အိုးတစ်လုံးစီထည့်နေရတာကအရန်လှုပ်ရှုပ်တာကြောင့်ပြောက်အိုးတွေနေရာမှာလောင်စာစီဖြန်းစနစ်နဲ့အစားထိုးပြီးမိဘပေးဖို့ပလက်တစ်ခုကိုထည့်လိုက်ပါတယ်ဒါပေမဲ့ပိတ်မိနေတဲ့နေရာလိုထဲမှာအောက်ဆီဂျင်မရှိတာကြောင့်လောင်ကျွမ်းမှုဖြစ်ဖို့လေနဲ့လောင်စာစီတွေကိုအတူတူဝင်လာစေမဲ့အင်ဒိတ်ဘားလေဝင်ပေါက်တစ်ခုကိုထည့်လိုက်ပါတယ်ဒါပေမဲ့ပြဿနာအတစ်တစ်ခုပေါ်လာပြန်ပါတယ်အိဇောသက်ငွေတွေကအပြင်ကိုမထွက်နိုင်တဲ့အတွက်လေကောင်းလေသက်နဲ့လောင်စာစီတွေကိုပိတ်ဆို့ပြီးအင်ဂျင်ပါဝါကိုကျစင်းစီကအင်ဂျင်ကိုရက်တန့်သွားစေပါတယ်ဒါကြောင့်တင်ဟာအခြားတစ်ဖက်မှာအိဇောပါလေထွက်ပေါက်တစ်ခုကိုထပ်ထည့်ပြီးတငွေတွေကိုထွက်ခွာခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့လက်နဲ့လိုက်ထိန်းချုပ်နေရတာကအရန်နေကွေးလုံးတာကြောင့်ဘားတွေရဲ့အပေါ်မှာကန်ရှက်တွေကိုတက်ဆင်လိုက်ပါတယ်ဗင်းတို့လေပတ်တဲ့အခါမှာတော့ကန်ရှက်ရဲ့ဖူလုံးတွေကဘားတွေကိုအချိန်ကိုက်ဖွင့်ပေးပါတယ်ဘားတွေကသူ့အလိုလိုပြန်မပိတ်နိုင်တဲ့အတွက်ဖွင့်ပြီးတာနဲ့ပြန်ဆွဲပိတ်ပေးဖို့စပရိန်တွေကိုထည့်ပေးရပါတယ်။ကန်ရှက်တွေဟာအဆက်မပြတ်လေပတ်နေပြီးဘားနှစ်ခုလုံးကိုတိတိကျကျထိန်းချုပ်ပေးပါတယ်။အင်ဒိတ်ဘားပွင့်လာတဲ့အခါပစ်စတင်ကအောက်ကိုရွေ့လျားပြီးလေနဲ့လောင်စာစီရောနှောတွေဟာစီလင်ဒါထဲကိုဝင်ရောက်လာပါတယ်။ဝင်းပြန်ပိတ်သွားတဲ့အခါပစ်စတင်ကအပေါ်ကိုပြန်တက်ပြီးအဲ့ဒီရောနှောတွေကိုဖိသိပ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ပလက်ခမိဘပေးပြီးလောင်ကျွမ်းစေကပစ်စတင်ကိုအောက်ကိုတွန်းချလိုက်ပါတယ်။ဒီအချိန်မှာအိဇောဘားပွင့်လာပြီးပိစတင်အပေါ်ကိုပြန်တက်တဲ့အခါအိဇောသက်ငွေတွေကိုအပြင်ကိုတွန်းထုတ်ပစ်လိုက်ပါတယ်။စဝန်းတစ်ခုပြီးဆုံးသွားပြီးအဆက်မပြတ်ပြန်လည်ပတ်နေပါတယ်။ဂုံယူပါတယ်ဖိုးစတုတ်အင်ဂျင်ကိုတီထွင်အောင်မြင်သွားပြီဖြစ်ပါတယ်။